WH question ရဲ့အပြိုးစာကြောင်းလေးတွေကိုလေ့လာကြည့်မယ်ပေါ့နော်နင်းဘာပြောလိုက်တာလဲ What did you say နင်းဘာလို့များဒါကိုပြောဖြစ်ရတာလဲ What makes you say that ဒါကိုဘယ်လိုမြင်လဲ What do you think of that ဘသူကအဲ့ဒီလိုပြောတာလဲ Who said so နင်းဘာရှာနေတာလဲ What are you looking for ဘာဖြစ်တာလဲ What happened ဒါမှမဟုတ်လို့ရှင် What's wrong with you ဘာသတင်းထူလဲ What news ဘာဖြစ်ပြန်လာလဲ Why is it now အဲ့ဒါကပါလဲ What is that နင်သူ့ကိုဘာတွေပြောလိုက်တာလဲ What did you tell him